အားလုံးပဲမင်္ဂလာပါရှင် Blogs by WNM blog လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ပြေးရနေကလောကိုယထာနဲ့ဘယ်လိုသွားမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပြီးမှဖြစ်ပါတယ်ရှင်ကျမတို့ကပြေးရနေကလောကိုဓာတ်ရိုက်ယထာနဲ့သွားလို့မရပါဘူးပြေးရနေရန်ကုန်တဆင်သွားပြီးတော့မှပဲကလောကိုယထာနဲ့သွားလို့ရမှာဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကျမတို့ကပြေးရန်ကုန်ယထာလက်မှတ်ကိုအရင်ဆုံးဖြတ်မှာဖြစ်ပါတယ်နေချင်းဖြတ်ရင်လည်းရပါမယ်လေကျမကယထာထွက်ကနေအချိန်မှာကပ်ပြီးတော့လာခြင်းတဲ့အတွက်တရက်ကြိုတင်ပြီးတော့မှလက်မှတ်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒါကတော့ကျမတို့ရဲ့နယ်ဝေးတရားကြီးဖြစ်ပါတယ်ရှင်နောက်ပိုင်းမှာအေယာဝတီကမ်းဘေးမှာလမ်းလျှောက်တဲ့သူတွေနဲ့အများကြီးပါပဲပြည်မျိုးနဲ့ဗရောင်းမျိုးနဲ့ကိုဆက်ထားတဲ့တရားဖြစ်ပါတယ်ခုကတော့မြို့ထဲကိုရောက်လာပါပြီဒါကတော့စင်စုဖြစ်ပါတယ်ဒါကိုရောက်လာပါပြီရှင်ဘူဒါမှာအခါတိုင်းလက်မှတ်ကိုတန်းစီဆောင်ရပါမယ်ဒီနေ့တော့လူရှင်းတဲ့အတွက်ကျမတို့ပဲရှိပါတယ်ဒါကတော့စာပိုယထာဒါကတော့အမြန်ရထားရဲ့လက်မှတ်ခလေးတွေဖြစ်ပါတယ်လက်မှတ်ခကရိုးရိုးတန်းကို109,000စီအတိပဲပေးခဲ့ရပါတယ်ရှင်ဒါကတော့ကျမတို့အကြိုက်ဒေါ်စတာပေါက်စီနဲ့လက်ဖက်ရည်ဖြစ်ပါတယ် breakfast အဖြစ်လက်ဖက်ရည်နဲ့ပေါက်စီစားခဲ့ပါတယ်လက်မှတ်လည်းရပြီပေါက်စီလည်းကုန်ပြီဆိုတော့အိမ်ကိုပြန်มาဖြစ်ပါတယ်ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးဦးနော်